Sisiba Entertainment channel ပေးတဲ့ကြီးအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ဒီ channel လေးကဒီတခြင်းလေးတွေကိုမဖွင့်ပြဖြစ်တာကြာပြီပေါ့နော်တော်တော်ကြီးကြာပြီကျွန်တော် Sisiba Sport အားကစားဘက်ကိုလှည့်ပြီးတင်နေရတော့ဒီ channel လေးမှာတိတ်မတင်ဖြစ်တာပေါ့နော်အခုတော့ကျွန်တော်နည်းနည်းလေးအားလို့ဒီ channel လေးမှာတခြင်းလေးတွေလာပြီးတော့ကျွန်တော်ဖွင့်ပြအောင်ပေါ့နော်အရင်ဆုံးကျွန်တော်တို့တော်တော်များများကြိုက်ပြီးအားပေးကြတဲ့ဒီမမွေးရဲ့တခြင်းတွေပဲအရင်ဆုံးပြန်ပြီးတော့ဖွင့်ပြခြင်းပါတယ်အိမ်ပြေးဆိုတဲ့ရှင်းနေတော့မိုက်ကျွန်တော်တူတူနားထောင်လိုက်အောင်နော်တပါချင်းဆိုမူကတော့ရေးလက်မိုက်ဟော်လာရတယ်မတရားမိုက်နော်မဟုတ်ဘူးမိုက်မိုက်တယ်နော်ညပလေးဆိုတော့အချင်းနဲ့လုံးဝလိုက်ဖက်ခံစားမှုကလည်းမိုက်ရှယ်နဲ့ပါဆိုမိုက်တယ်တော့ရှယ်ပဲဒီအကောင့်နဲ့ TikTok မှာသွားပြီးတော့အားပေးဖို့ကျွန်တော်ပြောချင်ပါတယ်နော် Mr. Smash Hey,
လုံးဝမိုက်တယ်နော်သူကပါဆိုဒီ brother တော်တော်မိုက်တယ်အဲကာဘာဆိုတယ်အဲ့လိုမျိုးဖြစ်နေမိုက်တယ်ကိုယ့်ကိုဒါလေးနဲ့ TV ဆိုတယ်မိုက်တယ်တော်တော်ဒီနေမြို့တွေနိုင်ငံရချောက်ရောက်နေလို့ဆိုပို့ပြီးခံစားလို့ကောင်းမှာပေါ့နော်မိုက်တယ်လို့ပြောအောင်အလုံးပဲကျေးဇူးများတင်ပါတယ်ချစ်ချင်းမြတ်တာနဲ့ငြိမ်းချမ်းကြပါစေနော်